ပါဘောနော်ကျမတို့ဘဝကြီးအတွက်အရန်အရေးကြီးတဲ့နော်နောက်ဟိုဓာတ်တစ်ခုပေါ့နော်အကြောင်းကိုပြောပြမယ်ဒါအမတန်လည်းပေါ်တယ်လူတိုင်းလည်းလုံနိုင်တယ်ကျမရေးအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာအဲ့ဒါကျမဒီနေ့ပြောမယ်နော်ဟိုတစ်ခါလာတော့မှကျမတရားတွေအကြောင်းပြောခဲ့တယ်လေမှန်ပြီလားဒီတစ်ခါကျတော့စားအကြောင်းပြောမယ်နော်စားကကျမတို့ဘဝကြီးအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာအဲ့ဒါပြောခြင်းနောက်ပြီးဒီနေ့ဒီတစ်ခါဟိုပါပေါ့နော်လူတွေမေးခွန်းမေးကြတယ်ပေါ့မေးခွန်းမေးကြတော့ကျမအဲ့ဒီမေးခွန်းတွေကိုဖတ်ကြည့်လိုက်တော့ဒီအဲ့ဒီစားနဲ့တော်တော်ပတ်သက်နေလေအဲ့တော့ကျမဒီမစခင်ဟိုပါပေါ့နော်လူနာလူ2ယောက်ဟို3ယောက်လောက်တစ်ချက်ဖတ်ပြမယ်အဲ့ဒါလေးကိုတေချာနားထောင်ပြီးတော့နောက်ပိုင်းကျမပြောတာနဲ့တိုက်ကြည့်ပါနော်ဟုတ်လားမဟုတ်လားဆိုတာအဲ့တော့ပထမဦးဆုံးလူနာကလေနော်အဲ့ဒါပြောပြမယ်သူကမျိုးသမီးနော်အသက်က40နဲ့9နှစ်သူကမနေ့ကပဲဟိုပါပေါ့နော်လူလဲတဲ့3-4ရက်လောက်ကကျမကိုလာပြတယ်အိမ်မှာအဲ့တော့သူဟိုဖြစ်နေတဲ့ပြဿနာကနော်သူကပြောတယ်ကျမရဲ့ဒီလက်ဖွားအစ်စ်တွေမှာတဲ့အစ်စ်တွေကရောင်လဲရောင်နေနားလဲနာတယ်အသားတွေရောအစ်စ်တွေရောနာလို့သူဘာမှမကင်နိုင်ဘူးတဲ့အိမ်မှာဆိုတော့အဲ့ဒါတော်တော်လေးကိုပြဿနာတက်နေတယ်တဲ့အဲ့ဒါ4-5လလောက်ရှိပြီတဲ့တိတ်ကိုနာတာပဲနောက်ပြီးသူကလက်ချောင်းတွေကိုဒီလိုကွေးပြီးလိုက်ရင်သူပြန်ဆန့်လို့မရတော့အဲ့လိုကွေးကြီးပဲဖြစ်နေပေါ့နော်ဆန့်ကျင်ရင်ဒီလက်ကြီးကိုမနေမှပြီးတော့အဲ့လိုဆွဲဆန့်ရတယ်တဲ့အဲ့ဒါသူ့ရဲ့ပြဿနာပေါ့နော်အဲ့တော့သူကလောလောဆယ်ဆယ်ဗာဆေးတွေတောက်နေတယ်ဆိုတော့ဒီမျိုးသမီးကသူကဘီပိုးရှိတယ်လေဘီပိုးရှိတဲ့အခါကျတော့သူ့ဆရာဝန်ကဒီဘီပိုးအတွက်ပေါ့နော်ဆေးပေးတယ်နောက်သူကလည်းပိန်လေးပဲနော်အဲ့ဒီမျိုးသမီးကသူကိုလက်စထရောတွေက300ကျော်တယ်တဲ့အဲ့ဒါနဲ့သူ့ဆရာဝန်ကလည်းကိုလက်စထရောချဆေးလည်းပေးတယ်နောက်တစ်ခုကျွန်မကြည့်လိုက်တော့သူကကယ်လ်ဆီယမ်နေပေါ့နော်တောက်ကြည့်လိုက်တော့1200အားလောက်ရှိတယ်နေ့တိုင်းတောက်တယ်4-5လနောက်သူကဆေးတွေလည်းအများကြီးတောက်တဲ့ခါကျတော့သူကဟိုပါပေါ့နော်ဗိုက်မနာအောင်ဆိုသူကနွားငွေလည်းအများကြီးတောက်တယ်အဲ4-5လအတွင်းမှာနောက်ပြီးအဲ့လိုတွေဖြစ်လာတဲ့ခါကျတော့ဒါသူ့ရဲ့ရာဇဝင်လေးပေါ့နော်အဲ့ဒါတစ်ခုပြောပြမယ်အဲ့ဒါမှတ်တာဆိုတော့သူကလက်ကိုကွေးပြီးဆန့်လို့မရတော့နောက်ရမ်းနာတယ်နော်ဒါသူ့ရဲ့လောလောဆယ်ဆယ်ပြဿနာပေါ့ဒါသူကဟာနောက်တစ်ခုကအမျိုးသားနော်39နှစ်ဒီအမျိုးသားကသူကအင်ဂျင်နီယာလေးနော်သူ့ရဲ့ပြဿနာကဘာလဲဆိုတော့သူတင်ပစုံကအရန်နာတဲ့ခါကျတော့သူကဆရာဝန်တော့ပြရဲတဲ့နောက် MRI တွေပါရိုက်ပြီးတော့သူ့ကိုဘာပြောလဲဆိုတော့အယိုးကဟိုပါပေါ့နော်အယိုးတချို့နေရာတွေကတည်နေတယ်ပေါ့သူတို့အင်္ဂလိပ်လိုခေါ်တော့ avascular necrosis ပေါ့နော်အဲ့ဒါနဲ့ပဲသူ့ကိုအယိုးတွေပါတွေနဲ့ပေါင်ကအယိုးတွေပါတွေနဲ့အစားထိုးပြီးကုပြီးတော့နောက်ပြန်နာလာတယ်ပြန်နာလာတဲ့ခါကျတော့ဆရာဝန်တော့ပြတဲ့ခါကျတော့ဆရာဝန်ကဒါမဖြစ်နိုင်ဘူးလေရောင်ကိုင်းလို့ဖြစ်မယ်ဆိုပြီးတော့သူ့ဟိုပါပေါ့နော်မနာတဲ့ဆေးတွေပါပြီးတယ်ဒါပေမဲ့သူကမတက်တာတော့စင်ကာပူသွားတယ်စင်ကာပူသွားတဲ့ခါကျတော့ MRI ထပ်ပြီးရိုက်တယ်လေထပ်ရိုက်တဲ့ခါကျတော့ဘာပြောလဲဆိုတော့အဲ့ဒီနေရာမှာတဲ့အယိုးကြီးကနော်အရင်ကလိုပဲပြန်ဖြစ်တယ်တဲ့အယိုးကတည်သွားတာပေါ့နော်အဲ့တော့ပြန်ပြီးကုမယ်ဆိုရင်ပြန်ခွဲမယ်ဆိုရင်ကောင်းရင်လည်းကောင်းမယ်မကောင်းရင်လည်းမကောင်းဘူးပေါ့နော်အာမခံချက်မရှိဘူးတဲ့အဲ့တော့တောက်ဆေးတစ်မျိုးတော့ရှိတယ်တဲ့အဲ့ဒီဆေးတောက်ရှင်တောက်တယ်ဆိုတော့ तू ကလောလောဆယ်ဆယ်ဒီဆေးကိုတောက်တယ်နောက်ဒီဆေးကလည်းဘေးထွက်ဆိုးကျိုးတွေအမတန်များတဲ့ဆေးလေအဲ့တော့ तू ကဘာလို့မှမသိဘူးနားလည်းနားတယ်ပြန်ခွဲလို့ရှိရင်လည်းဘာမှအာမခံချက်မရှိဘူးဆိုတော့ तू ကဒီညမှာစဉ်းစားအောင်ပေါ့နော်ဘာဆက်လုပ်ရမလဲဆိုတာဒါနောက်တစ်ယောက်ဒုတိယတစ်ယောက်နော်နောက်တတိယတစ်ယောက်ကြတော့အမျိုးသမီးနော်အမျိုးသမီးကတက်က66နှစ်သူကကြတော့ဘယ်လိုဖြစ်လဲဆိုတော့ခေါင်းတစ်ချမ်းကိုက်တယ်နော်အဲ့ဒီတရားစခန်းတွေဘာတွေဝင်ရင်လည်းမနဲ့ဆိုမထနိုင်ဘူးပေါ့ခေါင်းကကိုက်တယ်ဒါပေမဲ့အတိမက်ထတရားထိုင်နေ့လေကြာရင်တက်တာတယ်လို့ရှိသွားတယ်ညကျရင်ပြန်ကိုက်တယ်ဆိုတော့နောက်ဆုံးအဲ့လိုပေါ့နော်ဆရာဝန်တွေဘာတွေနဲ့ပြ MRI တွေဘာတွေရိုက်တော့သူ့ကိုဘာပြောလဲဆိုတော့ဒီအုံနောက်ကကျုပ်နေတယ်တဲ့နော်နောက်ပြီးအဲ့ဒီအုံနောက်သွေးကြောတွေကလည်းကျင်းနေတယ်တဲ့အဲ့တော့ဟောနော်သူ့လည်းဆေးတွေပေးတာပေါ့နော်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဆေးတွေပေးတယ်ဆိုတော့အဲ့ဒါကိုမှတ်ထားနော်တယောက်ကအုံနောက်ကျုပ်နေအုံနောက်သွေးကြောကျင်းနေတယောက်ကဒီတင်ပစုံကဒီဟိုတည်သွားတာပေါ့နော်နောက်တစ်ယောက်ကျတော့ဒီလက်ကအရန်ကိုနာတယ်မကင်နိုင်ဘူးနောက်ပြီးလက်ကချိုးပြီးရင်လည်းပြန်မတက်လာတော့ဆိုတော့အဲ့ဒီလူနာ3ယောက်အကြောင်းကိုမှတ်ထားနော်မှတ်ထားပြီးတော့ကျမအဲ့ဒီစားတွေအကြောင်းနည်းနည်းပြောမယ်